ထာဝရဘုရားကိုကြောင်းရွံသောသူတို့ပတ်လည်၌ကောင်းကင်တမန်တို့သည်တခြား၍ကေလွတ်တတ်ကြ၏ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြေဆန်း၍သင်မကြလောကိုရောကိုခူလုံသောသူသည်မင်္ဂလာရှိ၏ထာဝရဘုရား၏တန်ရှင်သူတို့ထာဝရဘုရားကိုကြောက်ရွံ့ကြလောကြောက်ရွံ့သောသူတို့၌ဆင်းရဲခြင်းမရှိရချင်းတိတ်တို့သည်ဆင်းရဲ၍ငမချင်းကိုခံရတော်လေထာဝရဘုရားကိုရှာသောသူတို့၌ကောင်းသောအရာတစုံတစ်ခုမျှမလူရစာလံ34ခုနှစ်ကနေ30ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပရိသကိုမထီမဲ့မြင်ပြုတတ်ကြ၏သုတ်တံသေခုထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာကိုသွန်သင်ခြင်းဖြစ်၏ဂုဏ်တရီအရင်၌နှိမ့်ချခြင်း၏နေရာရှိ၏သုတ်တံ15:33ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသက်တာကိုရှိစေတတ်၏မတရားသောသူ၏နှစ်ပေါင်းကာလမူကားတိုးတတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသေးခံရာကြော့ကွင်းတို့မှလွေးရှောင်ရာအသက်ဆန်းရည်တွင်ဖြစ်၏သုတ်တံ14:20ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍ထိုသဘောရှိသောသူသည်အလိုဆန္ဒပြည့်စုံလျက်ရှိ၍ဘေးဥပနှင့်ကင်းလွတ်လိမ့်မည်သုတ်တံ19:23ဒီဤဖယားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်ထိုဖယားသခင်ကိုသာဝတ်ပြုရမည်နာမတော်အားဖြင့်လည်းကြိတ်ဆိုခြင်းကိုပြုရမည်တရားဟောရာ6:73တနေ့ကကိုခန္ဓာကိုယ်သာတတ်၍စိတ်ဝိညာဉ်ကိုမတတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်ကိုခန္ဓာနှင့်စိတ်ဝိညာဉ်ကိုငရေ၌ဖြစ်စေနိုင်သောသူကိုတား၍ကြောက်ကြလောရှင်မဿဲ30:28